ကဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်းရမျိုးတွေအားလုံးပဲနော်ကျွန်းရမျိုးတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေတာတဲ့မြေသက်သူဘော်လေးတွေအားလုံးပဲပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာလေးအားလုံးနှုတ်ဆက်တာလိုက်ရပါတယ်နော်ကဲကျွန်းရမျိုးတွေနော်လိုက်ထဲဝင်လာရတယ်လိုက်လက်မလေးတွေကိုယ်စီနှိပ်ပါပေးကြနော်ကျွန်းရမျိုးတွေနော်လိုက်လက်မလေးတွေကိုယ်စီနှိပ်ပါပေးကြနော်လိုက်လက်မလေးတွေကိုယ်စီနှိပ်ပါပေးကြနော်များမြင်များပေါ့အောင်လဲလိုက်ရ share လေးများများလေးလို့သွားပေးကြနော်ကျွန်းရမျိုးတွေနော်လိုက် share လေးများများလေးလို့သွားပေးကြနော်ကဲတောက်ကြနေညှက်နေနော်အပိတ်နေတပွဲပဲရှိတော့တာနော်မိတ်ဆွေတို့နော်တပွဲပဲရှိတော့တာတစ်ပတ်လုံးချုံကျွေးတွေကျင်ပါတယ်ဆိုလို့ရှိရင်တပွဲနဲ့ပြန်ကြည့်တယ်နော်ကဲလိုက်လက်မလေးတွေတရားပြည့်အောင်နှိပ်သွားပေးကြနော်မိတ်ဆွေတို့နော်လိုက်လက်မလေးတွေတရားပြည့်အောင်နှိပ်သွားပေးကြနော်ဗျူးတွေကြနေတယ်မိတ်ဆွေတို့ဗျူးတွေကြနေနော်လိုက်လက်မလေးတွေတရားပြည့်အောင်နှိပ်သွားပေးကြနော်မိတ်ဆွေတို့နော်တောက်ကြနေညှက်နေနော်တောက်ကြနေညှက်နေကို6ပတ်တီ10ပတ်တီရှိမယ်နော်မိတ်ဆွေတို့နော်6ပတ်တီ10ပတ်တီရှိမယ်6နဲ့ပတ်သက်ပြီးထိုးရမှာ6လေး9ခွန်2ကွက်ပဲထိုးရမှာနော်10နဲ့ပတ်သက်ပြီးထိုးရမှာလေ2ကွက်ပဲနော်10လေး10ခွန်2ကွက်ပဲထိုးရမှာမိတ်ဆွေတို့နော်6နဲ့ပတ်သက်ပြီးလေ2ကွက်ပဲထိုးရမှာ10နဲ့ပတ်သက်ပြီး2ကွက်ပဲထိုးရမှာအားလုံးပေါင်း4ကွက်ပဲထိုးရမှာမိတ်ဆွေတို့နော်အားလုံးပေါင်း4ကွက်ပဲထိုးရမှာမိတ်ဆွေတို့နော်မိတ်ဆွေတို့ဘက်ကလည်းလိုက်လက်မလေးတွေကိုထိနေရောပြကြနော်အများကြီးများပေါအောင်လဲများများလေးရှင်းသွားပြကြမိတ်ဆွေတို့နော်မိတ်ဆွေတို့ဘက်ကလည်းလိုက်လက်မလေးတွေကိုထိနေရောပြကြနော်လိုက်လက်မလေးတွေတရားပြည့်အောင်နှိပ်သွားပြကြမိတ်ဆွေတို့နော်လိုက်လက်မလေးတွေတရားပြည့်အောင်နှိပ်သွားကြနော်အများလေးရှင်းသွားပြကြနော်နှစ်ကွက်စီပဲပေးထားနော်9နဲ့ပတ်သက်ပြီး2ကွက်10နဲ့ပတ်သက်ပြီး2ကွက်ပဲပေးထားနော်မိတ်ဆွေတို့နော်မိတ်ဆွေတို့တောက်ကြနေညက်နေနော်ဒီနေ့30တော့နော်ပြန်ကနန်းသတိထားပါပြန်ကနန်းလုံးဝသတိထားပါနော်မိတ်ဆွေတို့နော်ပြန်ကနန်းဒီကျွန်တော်တင်ပေးထားခဲ့မယ်နော်ပြန်ကနန်းဒီကိုနေ့ရထွက်ထားတာနော်4ခွန်ဆိုပြီးထွက်ထားတယ်အဲ့4ခွန်ကဒီနေ့တောက်ကြနေညက်နေကိုစိတ်မချအောင်မိတ်ဆွေတို့နော်ခွန်လေးဆိုပြီးပြန်ထွက်တတ်တယ်မိတ်ဆွေတို့အဲ့ပြန်ကနန်းလေးကိုသတိထားပေးပါမိတ်ဆွေတို့နော်အဲ့ပြန်ကနန်းလေးတော့သတိထားပေးပါမိတ်ဆွေတို့နော်ကဲမိတ်ဆွေတို့နော်လိုက်လက်မလေးတွေနှိပ်သွားပေးကြပါမိတ်ဆွေတို့နော်လိုက်လက်မလေးတွေကိုစီနှိပ်သွားပေးကြပါမိတ်ဆွေတို့နော်လိုက်လက်မလေးတရားမပြေသေးဘူးနော်မိတ်ဆွေတို့နော်လိုက်လက်မလေးတရားပြည့်အောင်နှိပ်သွားပေးကြနော်မိတ်ဆွေတို့နော်ကဲအားလုံးပဲနော်ကျွန်းရဲ့မျိုးတွေနော်ကဲလိုက်လက်မလေးတွေနော်နှိပ်သွားပေးကြလိုက်လက်မလေးတရားပြည့်အောင်နှိပ်သွားပေးကြမိတ်ဆွေတို့နော်လိုက်လက်မမနှိပ်တတ်တဲ့မိတ်ဆွေတို့ကလည်းမှန်လေးကိုတောက်ပေးလိုက်နော်မှန်လေးကိုတောက်ပေးလိုက်လိုင်းရ share လေးလုပ်သွားပေးကြနော်မိတ်ဆွေတို့နော်အကြိုက်တူတဲ့မိတ်ဆွေများနော်ကျွန်တော်ခုနချပေးထားတဲ့ကဏ္ဍ၄ကွက်နော်အကြိုက်တူတဲ့မိတ်ဆွေများထိုးရရနော်မိတ်ဆွေတို့နော်ကဲအားလုံးမိတ်ဆွေတို့ကျွန်တော်ဒီနေရာလေးကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်အားလုံးမိတ်ဆွေတို့နော်